အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မှာတော့ငါပဲဟင်းလေးကိုချက်တော့မှာဖြစ်ပါတယ်။နောက်ခဏလေးကျွန်တော်ဒါပထမဆုံးစချက်မှာနော်။ဒါပေမဲ့ကျွန်တော်မချက်ခင်မှာ YouTube မှာကောင်းကောင်းလေးလာတာတယ်။ Okay ကျွန်တော်စချက်လိုက်အောင်။ချင်းထက်စားထက်ရုပ်ကောင်းမှုထက်ချုံမှုထက်ချက်သားမှုထက်နွေးမှုထက်စီနေနဲ့ထက်ကျွန်တော်ဗမာလိုလေးနေမယ်ထောင်းမယ်ထုမယ်ရိုက်မယ်1 million zillion jillion dillion cotillion times later ကျွန်တော်ရပြီဆို15မိနစ်လောက်ဒီတိုင်းလေးထားလိုက်မယ်ပြီးကျွန်တော်တို့ထုံးတော်တိုင်းဗမာဟင်းသမင်းတွေရဲ့ဗမာမှာဖြစ်ချက်စွန်ဖြူချက်စွန်နီးကြိတ်မယ်ပြီးရင်ခင်းရည်ဒီလေးလီးလာမယ်โอเคကျွန်တော်ငါဖဲပြဖို့နောက်မှစီစွတ်โอเคစီစွတ်ပြီးသွားဆိုရင်ကျွန်တော်စပြမယ်တစ်ပြားနှစ်ပြားဘဲလင်ပြားလက်စက်ကူဘလာဘလာဘလာမမီတော့ပြားချင်းပြားလုံးချင်းလုံးကျွန်တော်အားလုံးပေါင်း10ပြားရတယ်အဲ10ပြားစလုံးကြော်မယ်ကျွန်တော်လိုမျိုးငါဖဲတူးတယ်မစားချင်တော့မီးပစ္စည်းလေးနဲ့ကြော်ပါဗျာပြီးရင်ချက်သက်ဖြူချက်စွန်လေးစီပြညနေမုံထက်ညိုဒီမုံရောင်တင်မုံထက်ပြီးရင်ခင်းရည်ဒီထက်နည်းနည်းပပမွေးဝယ်ပြီးသွားရင်ခင်းရည်ဒီပြောလိုက်ဆိုရင်ကျွန်တော်တို့ငန်းပြားလေးနဲ့ပေါက်မယ်ရင်းကျွန်တော်တို့တူးနေတဲ့ငဖယ်လုံးလေးတွေထက်ဒီနည်းနည်းထက်ညုတ်ဒီထက်နည်းနည်းပဲထက်ပေါင်းပိတ်ပေါင်းပြန်ဖွင့်မယ်ဘယ်ဆိုလို့လဲထမင်းထက်ငဖယ်ထက်ဆွဲလို့ရပြီခင်ဗျာ